အဲဒီဆင်းရဲဒုက္ခရောပါသွားအောင်လောကတွေမှာဘယ်လိုနေမလဲလက်ရှိဘဝမှာနေပုံနဲ့နေလေးကိုအကောင်းဆုံးနေထိုင်မှုဆိုတာကိုgeneral point နဲ့မြတ်စွာဘုရားဟောထားတာလေးရှိတယ်ကိုယ့်ဘဝမှာမတည်ငြိမ်တဲ့ဘဝကြီးမှာအကောင်းဆုံးနေမယ်ဘယ်လိုနေမလဲနံပါတ်1ကလူဘဝဆိုတာလှုပ်ရှားရုန်းကန်ပြီးတော့အလုံးလုပ်ပြီးတော့ဘဝမှာယက်တည်ကြရတာဖြစ်တယ်အသိပညာတတ်ပညာတွေကိုအမိပြုပြီးတော့အသက်ရှင်ကြရတာဖြစ်တယ်ဒါကြောင့်မို့နံပါတ်1ကကိုလောကင်နဲ့အတတ်ပညာနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်အောင်ကြိုးစားခြင်းနဲ့လိမ္မာကျွမ်းကျင်မှုအသိဉာဏ်ရှိခြင်းလိမ္မာကျွမ်းကျင်တဲ့အသိဉာဏ်ရှိခြင်းနဲ့ထို့အသိဉာဏ်အတိုင်းကြိုးစားအထောက်ခြင်းဒါဘဝယက်တည်ဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုဘဝယက်တည်နိုင်လောက်အောင်လူတိုင်းကိုလူတိုင်းအသိပညာရှိရမယ်ကြိုးစားအထောက်မှုရှိရမယ်အဲ့ဒါမှဘဝမှာယက်တည်နိုင်မယ်ဘဝကိုယက်တည်ဖို့ရအတွက်အသိပညာနဲ့ကြိုးပမ်းအထောက်မှုဒါလောကမှာနေလို့ရှိရင်အသိပညာရှိရမယ်ကြိုးပမ်းအထောက်ရမယ်ဒါနံပါတ်1အချက်နံပါတ်2အချက်ကတော့ကိုကြိုးစားအထောက်လို့ရရှိလာတဲ့ဥစ္စာတဏအခွင့်အရေးတွေကိုအလုံးနဲ့မျှဝေခံစားရမယ်လောကမှာကိုချိုးရှာသမားဆိုတာကဲရှုပ်ချရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့အဲကြောင့်ကိုချိုးကိုသာကြည့်တတ်တဲ့ကိုအကျိုးတစ်ခုတည်းကိုသာကြည့်တတ်တဲ့ကိုချိုးရှာတဲ့စိတ်ဓာတ်ကိုဖယ်ရှားပြီးတော့ကိုရှာဖွေလို့ရထားတဲ့အသိပညာအတတ်ပညာကိုကြိုးစားအထုတ်လို့ရထားတဲ့ဥစ္စာဒနာအများနဲ့ခွဲဝေသုံးစွဲနိုင်ရမယ်ဒါတခုဒါဆိုလိုတာကလောကထဲမှာဖြစ်လာရင်လောကကိုအကျိုးပြုရမယ်လို့ပြောတာနော်လောကထဲမှာနေပြီးတော့လောကကိုဘာတွေအကျိုးပြုသွားသလဲအဲ့လိုအကျိုးပြုသွားတဲ့ပုဂ္ဂိုလ်တွေကိုလောကကမှတ်တမ်းတင်ပြီးတော့ဂုဏ်ပြုနေကြတာပဲလေဒါကြောင့်မို့လောကထဲမှာလောကကြီးကိုအကျိုးပြုသွားတဲ့ပုဂ္ဂိုလ်တွေရှိသလိုအကျိုးမပြုတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဖြည့်ဆည်းသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီမဲ့လောကတွင်မှာအကောင်းဆုံးနေခြင်းလို့ရှိနေတယ်ဆိုတာလောကတွင်မှာနေထိုင်တာဟာလောကကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်